မင်္ဂလာရှိသောနေ့လေးပါခင်ဗျာဖားကန်းနေမိကအကိုကြီးတို့အမကြီးတို့ကျေးဇူးပါခင်ဗျာဒီလိုလုပ်တဲ့တရားကကဘာပေါ်မှာအရေးသွေးအကောင်းဆုံးတရားတွေထက်ကတစ်ခုဖြစ်နိုင်ပါတယ်အောင်စားထုံးပုံတစ်ပုံလောက်ကိုဒေါ်လာအများအထိရောင်းရပါတယ်တရားတုံးကဘာလို့ဒီလောက်တောင်ဈေးကြီးရတာလဲဆိုတဲ့အဖြေကတော့တော်တော်လေးကိုမယုံနိုင်စရာပါပါဝင်ပစ္စည်းကကြံတစ်ခုတည်းသာဖြစ်ပါတယ်အရာအလုံးကခူးစောခါစားကြံနုနုလေးတွေကနေစတင်ပါတယ်အလုတ်သမားတွေကကြံတစ်ချုံလုံးကိုမျက်ချောက်တွေနဲ့ပတ်ပြီးမိရှို့လိုက်ပါပြီနီးကကြံရအစိမ့်နှံ့ကိုဖယ်ရှားပြီးမူလအချိုနှံ့ကိုတော့အထဲမှာပိတ်လုံထားပါတယ်မိုင်းတိုက်ပြီးသွားတဲ့အခါကြံတွေကိုအတုံးသေးသေးလေးတွေလွှေပြီးကြောက်စုံထဲမှာဖြည်းဖြည်းချင်းချိတ်ပါတယ်ညှစ်ထုတ်လိုက်တဲ့ကြံရည်ကိုတစ်ခုတည်းပေါကုန်ကြမ်းအနေနဲ့ဆက်ပြီးအပူပေးပါတယ်ဒီလုပ်ငန်းစဉ်တစ်ခုလုံးက3နာရီကနေ4နာရီထိကြာပါတယ်ရေငွေ့ပြန်သွားတာနဲ့အမျှအရေကတဖြည်းဖြည်းပြစ်လာပါတယ်အဲ့ဒီနောက်တရားရည်ကိုတစ်သားစီပိုင်းတွေထဲလောင်းထည့်ပြီးတလတီတီဒီအတိုင်းထားလိုက်ပါတယ်နောက်ဆုံးရလာကတော့ရွှေဝါရောင်အလင်းတဝတ်ဖောက်ထွေးမြင်ရတဲ့တရားပုံဆောင်ွယ်လေးတွေပါကြည့်ရတာ10 ဂရမ်လောက်ပဲရှိပြီးမြဲတင်စားသုံးလိုက်ရတာကအချိုးအရသားတွေမကပဲအချိန်တွေလက်မှုပညာတွေနဲ့ခေတ်သစ်တရားထုတ်လုပ်ရေးရဲ့စိတ်ရှည်သိက္ခာမှုတွေပဲဖြစ်ပါတယ်အခုလိုဗဟုသုတအကောင့်တွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောသွားကြပါဦးခင်ဗျာ